အဲ့ဒါလေတော့တွိုင်းယူလို့ရတယ်အိမ်မှာလည်းနှစ်ဖက်နဲ့တင်မနေဘူးကဲလာရီချွအောင်လာအင်ကြီးတွေချွအောင်လာလို့မီးစီမှာပါရှိတယ်ဒုတ်ရှိတယ်ဒုံနဲ့ရိုက်ပြက်မှာဘု து ရိုက်မှာတော့ဟမ်မေမေကိုရိုက်မှာမေမေကိုရိုက်ရင်တော့မမိုးတွေအုံနေမိုးချိုးပြက်ခံမှာပါနေကြောက်ဘူးလားဟမ်ကြောက်ဘူးလားလို့တက်စမြကြောက်ဘူးလားလို့မိုးတွေအုံနေမိုးလည်းလှုပ်လိုက်ပါပါမိုးဘာလုတ်ပြက်မှာတော့မိုးလည်းဒုံနဲ့ရိုက်ကြည့်ပါပါဟုတ်လားရေကဘာကြောင့်မချိုးချင်တာလဲချိုးမိုးလားမိုးအုံနေချမ်းမချမ်းတာမိုးအုံလဲတမီးရဲ့ချမ်းတာဘလူကြီးချမ်းတာလဲဘလူကြီးချမ်းတာလဲပြောဖေဖေနဲ့တိုင်ရမှာလားတိုင်လိုက်ဖေဖေနဲ့တိုင်ရမှာလားတိုင်လိုက်တေးကြလားတေးကြလားဒီကိုကြည့်ပြောတေးကြလားလို့တေးကြရနေလို့ဘာလို့လို့ရိုက်နေလို့ရိုက်နေလို့မိုးရုပ်ကြည့်ခံရမှာပေါ့ဘု து မူချိုးပြစ်မှာတော့မမေရောဘာဖြစ်လို့ပြစ်မှာတဲ့လားမျိုးရိုက်ထားတယ်ဟုတ်တယ်လေလားဘာလို့ရိုက်ထားတာဘာဖြစ်လို့ရိုက်ခံရလဲမမေမတေးဝင်လိုက်ခံနေတိကွင်းနဲ့တဲ့လို့ဝါကျူပါတခွင်းမကြံအောင်ပြန်ပြောနေဘု து ခလေးလားခလေးခလေးပါဘု து ခလေးကြက်ကြက်ပြောခလေးခလေးလို့မေမေချိုးရမှာပေါ့ညစ်ပတ်အောင်နေကြလား你们不是讲了那么粗吗？ဘု து ပြန်လာခဲ့မှာကြက်ကြက်ပြောကြက်ကြက်ပြော不是讲了那么粗吗？ဖေဖေပြန်လာခဲ့မှာချိုးမှာဟာကဲထားချိုးမယ်哦，啊，老家的那。